အားလုံးမင်္ဂလာပါချိန်ပေါက်ကိုစိုင်းပေးရနေပြီပြန်လဲကြိုးဆိုပါတယ်ဗျမိတ်ဆွေတို့ခုမြင်တွေ့နေရတဲ့ဒီကြောက်စိမ်းတစ္ဆာလေးနှစ်ဆကိုမလေးမဟာအောင်ကြီးကြောက်မြက်ရတနာဝိုင်းနေရနေပြီးတော့မနက်ခင်းကျွန်တော်ထိုင်နေကြအပွင့်ကောက်တဲ့ခုံမှာပဲကျွန်တော်ကြောက်လာပြပြီးတဲ့ပွဲစားကို30ဈေးပေးလိုက်တော့အကူရေးတဲ့25သိန်းလောက်တော့မြင်အောင်ကြည့်ပြီးပါတဲ့25သိန်းလောက်ဆိုပိုင်းရှင်ကိုရမရမေးကြည့်ပေးမယ်တဲ့ဒီမှာညီလေးလို့ညီလေးဒီကြောက်ကိုပွဲတိုက်နေတာဒီကြောက်ဈေးဘယ်လောက်ထွက်တယ်ဆိုတာညီလေးအသိဆုံးပါလို့ညီလေးအကိုပေးတဲ့ဈေး30နဲတဲ့ထင်ညီလေးဒီကြောက်ကိုယူပြီးမန်းလေးကြောက်ဝိုင်းတဝိုင်းလုံးအပြင်လို့မင်းတို့မင်းကြီးရဲ့မိဖုရားတွေပါမကြအလှည့်ကြနဲ့ပတ်ပြီးပွဲတိုက်ကြည့်လိုက်ပါအောင်လို့အကူပေးတဲ့ဈေး30ထပ်ပိုးတယ်ဆိုရင်ရောင်းခဲ့လိုက်ပါလို့အကြွေအကူပေးတဲ့ဈေးမရောက်လို့30နဲ့လာအပ်မယ်ဆိုရင်လာအပ်လို့ရပါတယ်လို့ဒါနဲ့ပဲကျွန်တော်ဒီကြောက်လေးနှစ်ဆောက်ကို30နဲ့ရခဲ့ခြင်းဖြစ်ပါတယ်ဗျကြောက်လေးကအစီသားကောင်းပြီမဲ့ကြောက်မျိုးကအနှဲငယ်နှုတ်ပြီးအချစ်ဆိုတာဘာမှမသိဘူးတဲ့ကျွန်တော်ရဲ့နှလုံးသားလိုပဲဒီကြောက်ကအနာရှင်းနေပြီမဲ့လေကျွန်တော်ကာလာလေးကတော့အခုနောက်ပိုင်းနေ့ရက်ဒီမှာလူကြိုက်များနေတဲ့အပြာသွေးလေးပေါ့ဗျာဒါနဲ့ပဲကျွန်တော်ဒီကြောက်လေးကိုဒီနေ့ဝယ်ပြီးဒီနေ့သွားတွေ့တယ်ဗျဒါကတော့ကျွန်တော်တွေးပြီးသားအနေထားလေးပေါ့ဗျာတွေးလိုက်တဲ့အချိန်မှာကြောက်လေးကတစ်ဆာလုံးကရုပ်နဲ့တွေးပြီးသွားတဲ့ရုပ်ကကျွန်တော်တို့လင်များတဲ့ခင်သားကိုအချစ်ကြောင်းကိုတစ်စီတစ်ဆောင်ပြောပြနေရတယ်လို့ပါပဲဘာမှတော့အထွေထူးပြောင်းလဲသွားခြင်းမရှိဘူးဗျလက်ရှိကျွန်တော်လက်ထက်မှာကင်ထားတဲ့ကာလာနဲ့ကျွန်တော်ဖုန်းထဲကကာလာနဲ့အပြင်ကကာလာအတူတူပါပဲရော့သွားခြင်းမရှိတယ်လို့ပို့သွားခြင်းလည်းမရှိပါဘူးဗျဒါနဲ့ကျွန်တော်ဒီကြောက်လေးနှစ်ပွင့်ကိုယောက်ျားမှဖက်နဲ့မိန်းမမှငကတ်ဆိုလိုပဲတိတ်လာတဲ့ငကတ်တရံဖြစ်ဖို့ကျွန်တော်စိတ်ချလို့ရတဲ့ဗဒိန်ဆရာကြီးစီမှာပဲကျွန်တော်အပ်လိုက်ပါတယ်ဒါကတော့ကျွန်တော်ဗဒိန်ကထွက်တဲ့တိမ်ပြာလေးနှစ်ပွင့်ပေါ့ဗျာအကိုကြီးဗဒိန်စင်ထားတာလှသလားလို့တော့မမေးနဲ့ကျွန်တော်အညာစကားနဲ့ပြောရရင်အိမ်ဘေးကညီမလေးရှင်မတောင်တနခါကိုရင်ရှားနဲ့သွေးနေတယ်လို့ပါပဲကြည်လေးကြားလေးပိုလှလေးကြားလေးကြည်လေးပိုလှလေးပါပဲတခါကြည့်ပြီးတာနဲ့ခဏခဏကြည့်ကျင်မိတဲ့ကြောက်စိမ့်ငကတ်မျိုးပေါ့ဗျာဒါနဲ့ပဲကျွန်တော်ဒီနဗန်လေးတစ်စုံကိုကျွန်တော်အထက်ဆင်ပြီးချင်းနေမှာပဲကျွန်တော်28သိန်းကိုအင်ကန်ပွဲကအငိမ့်နဲ့ရောင်းပေးလိုက်ပါတယ်ဒီကြောက်လေးကိုကျွန်တော်အမြင့်ဆုံးဈေးနဲ့ဝယ်ပြီးအမြတ်ရအောင်ရောင်းရတဲ့အကြောင်းရင်း2ချက်ရှိပါတယ်ဒါနဲ့ကျွန်တော်စကားမဆက်မိတ်ဆွေတွေကိုတစ်ခုလောက်မေးချင်ပါတယ်အကြောင်းမျိုးမျိုးကြောင့်တငယ်ချင်းတွေနဲ့ KTV ကိုသွားတဲ့အခါ KTV ကကောင်မလေးတို့ကျွန်တော်မုံဘိုးပြီးရင်ကာမီတုကန်ထိုက်ပါသလားသိချင်မိပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျ